ကို product ကိုကိုယ်တိုင်တစ်စက်ရိုက်ကြမယ်ကျွန်တော်စားတော့ကိုလုပ်ငန်းကထွက်တဲ့အိတ်တွေအကုန်လုံးကိုကျွန်တော်ကိုယ်တိုင်ပဲတစ်စက်ရိုက်ပါတယ်တစ်ချိန်မှာဆက်ရိုက်တွေလိုအပ်လာမှကိုလည်းကျွန်တော်လက်ခံပါတယ်အခုမှစတင်မဲ့လူတွေအတွက်ကြတော့ဆက်ရိုက်အိတ်တွေကိုထောင်နဲ့ချီအပ်ဖို့ကလည်းမဖြစ်နိုင်ဘူးလေအဲ့တော့ဒီတစ်စက်ရိုက်လက်ရိုက်ပညာလေးကတက်ထားတင်တယ်လို့ကျွန်တော်ယူဆလို့ပါအခုလိုမျိုးမိမိရဲ့ထုတ်ကုန်တွေကိုတက်ရက်လှပရဲဆေးရိုက်အိတ်ကလေးတွေနဲ့ထုတ်ပိုးမှုကိုကိုယ်တိုင်ပြုလုပ်နိုင်မှုအတွက်မိတ်ဆွေအချိန်အများကြီးမလိုပါဘူးတစရိုက်ပညာရက်တစ်ခုကိုတက်ထားလို့ရှိရင်အခုလိုမျိုးအိတ်တွေတစရိုက်တာတွေမကပါဘူးမိမိရဲ့ product တွေကိုထည့်ဖို့အတွက်ရပ်ဖာပုံးတွေတစရိုက်မလားကိုယ်ပိုင် logo နဲ့လုပ်ငန်း t-shirt ကလေးတစရိုက်မလားစသဖြင့်စင်ပွားအသုံးချလို့ရပါသေးတယ်အခုလိုမျိုးကိုယ့်ဘာကိုယ်တစိမ့်တွေရိုက်ဖို့စိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်တက်ခဲ့တဲ့အရန်ပဲအဆင်ပြေတဲ့သင်တန်းလေးတစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်ခင်ဗျကဘာတဲ့ကြော်ညာတစိမ့်ရိုက်သင်တန်းဖြစ်ပါတယ်ခင်ဗျသင်ပေးတဲ့ဆရာကောဆရာအမျိုးသမီးကောစိတ်သဘောထားပြေဝတာမို့အရန်အဆင်ပြေခဲ့တဲ့သင်တန်းလေးပါဒါတွေကတော့ဒီသင်တန်းလေးတက်ပြီးကျွန်တော်လုပ်ငန်းအတွက်လိုအပ်တဲ့အိတ်တွေကိုကိုယ်တိုင်တစိမ့်ရိုက်ထားတာဖြစ်ပါတယ်တဖြည်းဖြည်းနဲ့လက်ရည်တက်လာတဲ့အခါအခုလိုမျိုးအိတ်တစ်ထောင်လောက်ရိုက်နိုင်မှုကိုနိုင်ပိုင်းပဲကြာပါတယ်နော်ဒီဗီဒီယိုလေးကတော့ကျွန်တော်လိုမျိုးကို product ကိုကိုယ်တိုင်တစရိုက်ချင်တာပဲဖြစ်ဖြစ်တစရိုက်လုပ်ငန်းကိုအခုမှစလုပ်ချင်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ်ကျွန်တော်တက်ခဲ့တဲ့သင်တန်းကောင်းလေးတစ်ခုကိုမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အာဘဒုစားတောက်ကိုလုပ်ငန်းက delivery ဖြစ်ပါတယ်မြန်မာအစားအစာများကိုပြည်တွင်းနေရာအသီးသီးနဲ့ပြည်ပနိုင်ငံများသို့ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ